ပညာတတ်ကြီးဖြစ်ရင်ချမ်းသာပြီလားဟုတ်ပါတယ်ကေတို့ကငယ်စဉ်ရဲနဲ့စပြီးတော့ပညာတတ်ကြီးဖြစ်ရင်ချမ်းသာပြီဆိုတဲ့အတွေးနဲ့ပဲပညာတွေကိုသင်ယူခဲ့ကြတာပါဒီလိုနဲ့ကျောင်းနေတဲ့ဘွဲတွေလည်းရရောကေတို့ပထမဦးဆုံးကြုံရတဲ့ပြဿနာကတလားကိုလစာ3သိန်းခွဲ2သိန်းဆိုတဲ့ပမာဏပါပဲဒီလိုနဲ့ social media မှာရေတံမှုလွှဲသွင်းတဲ့သူက3သိန်း KTV မှာမန်နေဂျာလုပ်နေတဲ့သူကတစ်လကို10သိန်းဆိုတဲ့ဟာတွေလည်းမြင်ရောကေတို့လုံးဝကိုစိတ်ဖြစ်ပြီးစိတ်တက်ကြသွားပါတော့တယ်ဒီလိုချိန်မှာကေတို့ရဲ့တင်လာတဲ့ပညာတွေကလည်းဘာမှအသုံးမဝင်တော့ဘူးလားဆိုတဲ့အယူအဆတွေဖြစ်လာပါတော့တယ်ဒီဗီဒီယိုမှာကေကပညာနဲ့ငွေဘာတွေမတူတာလဲဘာလိုအပ်ချက်တွေထပ်ပြရမလဲချမ်းသာခြင်းရင်ဘာကိုပြောင်းလဲရမလဲဆိုတာကိုကေတီတလောက်ရှင်းပြပေးသွားမှာပါ17ရာစုမှာပညာတတ်ကြီးဖြစ်ရင်ချမ်းသာမယ်ဆိုတဲ့အယူအဆကြောင့်မလို့ကေတို့လူငယ်တွေစိတ်သက်ကြနေရပါတယ်ပညာတတ်တာနဲ့ငွေရှာတတ်တာဆိုတာကမတူညီတဲ့စကေးနှစ်ခုပါဒီပထမဦးဆုံးပြောချင်တာကတော့ဘွဲရယုံနဲ့ဘဏ်အကောင့်ထဲကိုငွေတွေပြည်လာမှာမဟုတ်ပါဘူးပညာကကေတို့ကိုတကားရှိကိုပို့ပေးပြီးတော့အဲ့ဒီတကားကိုဖွင့်မယ်ဆိုရင်တော့ကေတို့ကငွေရှာခြင်းအတတ်ပညာကိုတက်မြတ်ရမှာဖြစ်ပါတယ်ဒါကေတို့ကိုအဆင့်တစ်ခုထိရောက်အောင်တင်ပေးတယ်ဒါပေမဲ့ကေတို့ကပေါင်ကူးနီးဆိုတဲ့ငွေချခြင်းအတတ်ပညာကိုတက်မြတ်ရပါမယ် communication sales business thinking opportunity spotting ဒါတွေမရှိလို့ရှိရင်ငွေတစ်ခုရယုံနဲ့ငွေရှာဖို့ဆိုတာမလုံလောက်ပညာတတ်တာကဘာမှအသုံးမဝင်တော့ဘူးလားအဲ့လိုလည်းမဟုတ်ပြန်ပါဘူးတချို့နေရာတွေမှာဆိုလို့ရှိရင်ပညာမြင့်လေငွေရှာဖို့အားကောင်းလာလေပဲဖြစ်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာတော့ဒီလိုတိုက်ရိုက်အချိုးကျမနေပါဘူး21ရာစုမှာဆိုလို့ရှိရင်ပညာမတတ်ပေမဲ့လည်းအောင်မြင်နေကြတဲ့လူတွေချမ်းသာကြွယ်ဝနေကြတဲ့လူတွေကိုဒီလိုမြင်တွေ့နေကြရစမြဲပါဘာကြောင့်သူတို့တွေချမ်းသာနေရတာလဲသူတို့ကပညာမတတ်ပေမဲ့ငွေရှာခြင်းဆိုတဲ့အတတ်ပညာကိုတော့တက်မြောက်ကြပါတယ်ပထမပန်းနိုင်ကပညာဒုတိယပန်းနိုင်ကငွေရှာခြင်းဆိုလို့ရှိရင်ကေတို့ကမတူညီတဲ့ပြင်ဆင်မှုတွေကိုပြင်ဆင်ရပါနေတယ်ပြောရမယ်ဆိုလို့ရှိရင်အင်ဂျင်နီယာတယောက်ကပထမဦးဆုံးမှာလစာ2သိန်းပဲရတယ်ဆိုပါလို့ဒါပေမဲ့နောက်ပိုင်းပညာစွမ်းအားတွေပုံမြင့်လာလေစကေးတွေတိုးတက်လာလေ network တွေအားကောင်းလာလေ project ကြီးတွေကိုကင်နိုင်လာတဲ့အခါမှာ300ချီဆိုတဲ့လစာကိုရရှိလာပါတယ်ဒါကိုပေါင်ကူးနီးစနစ်ငွေရှာခြင်းအတတ်ပညာလို့ခေါ်ပါတယ်ဥပမာပညာလည်းရှိပြီးပေါင်ကူးနီးငွေရှာခြင်းအတတ်ပညာကိုလည်းတက်မြောက်ပြီးဆိုရင်တော့အခွင့်အလမ်းဆိုတာတွေကိုလည်းရှာဖွေရမှာဖြစ်ပါတယ်တခါတလေဒီအခွင့်အလမ်းတွေကိုကိုယ်တိုင်ဖန်တီးရတာလည်းဖြစ်နိုင်ပါတယ်ဥပမာတစ်ခုကိုကေပြောပြပါမယ်တခါတော့ကအင်တာဗျူးသမားတယောက်ကလူချမ်းသာတအူကိုမေးပါတယ်ခမရဘာကြောင့်မလို့ဒီလောက်အမျက်အစွန်းတွေရနေရလဲပေါ့ဒီလူချမ်းသာကြီးကလည်းကျွန်တော်ကအခွင့်အရေးလာတဲ့အချိန်မှာတစ်ချက်တည်းနဲ့ခုံနိုင်လို့ဖြစ်ပါတယ်လို့သူပြင်ပြခဲ့ပါတယ်အင်တာဗျူးသမားကလည်းအခွင့်အရေးဘယ်ချိန်လာမလဲဆိုတာကိုခမရဘလို့လို့တည်လဲလို့ပြန်မေးတဲ့အချိန်မှာတော့လူချမ်းသာကြီးကကျွန်တော်လည်းအခွင့်အရေးဘယ်ချိန်လာမလဲဆိုတာကိုတော့မသိပါဘူးခမရဒါပေမဲ့လာလို့ရှိရင်အစင်သင့်ဖြစ်အောင်လို့ဆိုပြီးကျွန်တော်ကတော့အမြဲတမ်းခုံနေလိုက်တာပါပဲလို့သူကပြန်ဖြေခဲ့ပါတယ်ဒါကြောင့်မလို့ကေပြောချင်တာကပညာတတ်ကြီးဖြစ်တိုင်းစီတော့မချမ်းသာပါဘူးဒါပေမဲ့ပညာရဲ့အခွင့်အလမ်းရဲ့ငွေရှာခြင်းအတတ်ပညာရဲ့ဒါတွေကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ကေတို့ချမ်းသာနိုင်ပါပါတို့ဟာရန်ကုန်ကိုသွားခြင်းရင်ရန်ကုန်ကိုဥတီရမှာဖြစ်ပြီးတော့မန္တလေးကိုသွားခြင်းနဲ့ဆိုရင်တော့ဥတီချစ်ကိုပြောင်းမှာပဲဖြစ်မှာပါဒါကြောင့်မလို့ချမ်းသာခြင်းနဲ့ဆိုရင်တော့ပညာတတ်ယုံဘွဲရယုံနဲ့မရပါဘူးငွေရှာခြင်းဆိုတဲ့ပေါင်းကူးနည်းအတတ်ပညာကိုပါတက်မြတ်ရမှာပညာလားချမ်းသာမှုလားဒါမှမဟုတ်နှစ်ခုစလုံးလားရွေးချယ်မှုကတော့မိတ်ဆွေတို့ရဲ့လက်ထဲမှာပါပဲ